ဒီလိုလေးခဏလောက်စဉ်းစားကြည့်ရအောင်ခင်ဗျာကိုယ့်ရဲ့တပွားလုံးစာအိမ်မက်ကိုထီထောင်ထားတဲ့ကုမ္ပဏီကိုကယ်တင်ဖို့ငွေရပြီဆိုတဲ့နေ့မှာပဲဖုန်းတစ်ခေါ်ဝင်လာတယ်ကိုတာကိုပြင်ပေးဆွဲသွားတယ်တဲ့ရွေးဖို့ကကိုကုမ္ပဏီကိုကယ်မဲ့ငွေပမာဏနဲ့တပြားမှမလျော့တစ်ချက်မှမပိုတပုံစံနဲ့တူနေတယ်အချင်းတွေကအဲ့ဒီမှာတည်းမပြီးသေးဘူးနော်ဟုတ်ကဲ့တစ်ထပ်ပိုဆိုတာကသူတို့ဆွဲသွားတာကိုတာမဟုတ်ဘူးကိုကားမောင်းသမားရဲ့တာဖြစ်နေတယ်ဘာလို့မလဲတော်တော်လေးကိုခက်ခဲတဲ့ဆုံးဖြတ်ချက်ပဲဒီနေ့မှာတော့အဲ့ဒီလိုမဖြစ်နိုင်တဲ့အကြက်အတဲကိုနာမည်ကျော်ဂီတပညာရှင် David King တယောက်ဘလို့ရင်ဆိုင်သွားလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားမှာပါဒီဇလန်ကအပေါ်ယံကြည့်ရင်တော့ရာဇဝမှုဇလန်တပုံလိုပဲရှင်ဒါပေမဲ့နည်းနည်းအတွင်းကြလေးလာကြည့်လိုက်ရင်လေဟုတ်ကဲ့ဒီနေ့ခေဖန်တီတူတွေရင်ဆိုင်နေရတဲ့အမှုပညာနဲ့စီးပွားရေးကြားကအားပြိုင်မှုနောက်ပြီးကိုကျင့်တရားဆိုင်ရာဆုံးဖြတ်ချက်တွေကလူမှုကွန်ရက်ရဲ့ဖီယာအောက်မှာဘလို့ပြောင်းသွားလဲဆိုတာနောက်ဆုံးအနေနဲ့အောင်မြင်မှုဆိုတာကိုဘလို့အတိတ်ပဲဖွဲ့မလဲဆိုတဲ့မေးခွန်းတွေအများကြီးကိုမေးလာတယ်ဟုတ်တယ်ဒီတော့ဇလန်ရဲ့အရင်ခံပြဿနာတွေစလိုက်ကြအောင်အနုပညာဖန်တီးမှုနဲ့စီးပွားရေးဆိုင်ရာတွက်ချက်မှုကြားကပဋိခတ်ဖို့ဟုတ်ကဲ့ David King ကသူရဲ့ဂီတကုမ္ပဏီကိုဘလို့တီထောင်ခဲ့လာလဲဆိုတော့စိတ်ဝိညာဉ်ပါတယ်အလုံးသားနဲ့ခန်းစားပြီးလုပ်တဲ့တခြင်းတွေထုတ်လို့ဖို့ဟုတ်ပါတယ်ဒါပေမဲ့သူ့ရဲ့စီးပွားရေးမိတ်ဖက် Patrick ကတော့အတွေးခေါ်မတူဘူးလေဟုတ်တယ်သူက AI ကိုသုံးပြီးတခြင်းတွေအများထုတ်ချင်နေတာဂုံရစိတ်တတ်တာမယ်အချင်းကုန်တတ်တာမယ်ထုတ်လို့မှုနှုန်းအစ20လောက်တက်လာမယ်ပေါ့အဲ့ဒါပဲဒီအချက်ကအရင်စိတ်ဝင်စားဖို့ကောင်းနေရှင် Patrick ရဲ့အမြင်ကငွေအတွက်ချီးပေးကြည့်နေတာမဟုတ်ဘူးဒါကခေတ်သစ် content လောကရဲ့အတိတ်ပဲဖွင့်ဆိုချက်တစ်ခုပဲဘယ်လိုမျိုးလဲခင်ဗျာ streaming algorithm တွေလွှမ်းမိုးထားတဲ့လောကမှာ David King ပြောတဲ့စိတ်ဝိညာဉ်ဆိုတာကတိုင်းတာလို့မရဘူးလေစွန့်စားရကြတယ် Patrick ကတကယ်တော့ဂီတာဖန်တီးမှုကို Spotifyization လို့ဟိုစ조사နေတာ Spotifyization ဟုတ်တယ်ဆိုလိုတာကအရေးတွေးမြင့်ပြီးခန်းစားချက်ပြင်းပြတဲ့သချင်းတွေပုတ်တဲ့ထက်အလဲလက်တန်းစားသချင်းအများကြီးကိုပုံမှန်ထုတ်နေတာက algorithm တွေအတွက်ရောဝင်ငွေအတွက်ပါပို့ပြီးအားမခံချက်ရှိတယ်လို့သူကမြင်နေဒါကစိတ်ကူးရင်ဇလန်တဲ့ကညှင်းခုန်မှုတခုမဟုတ်တော့ဘူးပေါ့လုံးဝမဟုတ်တော့ဘူးလက်ရှိဂီတစာပေရုပ်ရှင်ဆိုတော့ဖန်တီနိုနယ်ပယ်တိုင်းမှာတကယ်ဖြစ်နေတဲ့အားပြိုင်မှုပဲဒါပေါ့လက်တွေ့ကြပြောရရင် Patrick ရဲ့အဆိုပြုချက်က Amper Music တို့ Juke Tech တို့လို company တွေရဲ့ business model နဲ့တော်တော်တူနေတယ်ဟုတ်တယ်သူတို့ကကြော်ညာတွေဗီဒီယိုတွေကျနောက်ခံတီးလုံးတွေကို AI နဲ့ထုတ်လုပ်ပေးတာဆိုတော့ King ရဲ့ယက်တီချက်ကအနာဂတ်မှာလာမဲ့နီးပညာတကူကိုစန့်ကျင်နေတာမဟုတ်ဘူးအခုလက်ရှိမှာကိုပဲဂီတပညာရှင်တွေတေးရရှာရဲ့အသက်မွေးဝမ်းကြောင်းကိုထိခိုက်နေတဲ့စီးပွားရေးပုံစံတကူကိုစန့်ကျင်နေတာအမှန်ပဲရှင်အဲ့တော့သူ့အထက်ကဒါဟာစီးပွားရေးဆုံးဖြတ်ချက်တခုထဲပို့သွားပြီးသူ့ရဲ့အမှုပညာရှင်တယောက်အနေနဲ့ရှိနေခြင်းရဲ့အသေးပဲသူ့ရဲ့ identity ကိုကာကွယ်နေရတဲ့တဲကွေးတစ်ခုလိုဖြစ်နေခဲ့တာဒါကြောင့်လဲသူကပိုင်ဆိုင်သမျှကိုပေါင်နှံဒီကို share ရဲ့အားဝန်းကိုပြောင်းဝယ်ဖို့အသေးအတန်စူးစမ်းခဲ့တာပေါ့နော်ဟုတ်ပါတယ်နောက်ဆုံးမှာ Patrick ကိုစီးယုံနိုင်ခဲ့ပြီးသူ့ company ရဲ့ထိန်းချုပ်ခွင့်ကိုပြန်ရတော့မယ်ဆိုပြီးပြောနေတဲ့အချိန်မှာပဲအရာအလုံးကပြောင်းပြန်လန်းသွားတာပဲဟုတ်တယ်အဲ့မှာပဲဇလန်ရဲ့အဓိကအချက်အသေးဖြစ်တဲ့ပြန်ပေးဆွဲမှုကဝဲလာတာသူ့ဇနီးပမ်နဲ့ share ပြန်ဝဲဖို့ပိုင်ဆိုင်ကိစ္စပြောနေတော့မှာပဲသူသား trade ကိုပြန်ပြီးဆွဲသွားပြီဆိုတဲ့ဖုံးဝင်လာတယ်ရွေးဖို့က switch friends တဲ့ဘင်းချထန်သူ့ company ကိုကဲဖို့လူနေတဲ့ပမာဏနဲ့ထပ်တူကြည့်နေတာထပ်တူပဲဒီထက်မဟုတ်သေးဘူးပေါ်ပြီးရှုပ်ထွေးသွားတာကပြန်ပေးဆွဲသမားတွေကလူမားသွားတယ်ဟုတ်ကဲ့ကာမွန်သမားပေါ်ရဲ့တာခိုင်းကိုဆွဲတော်မိတာအဲ့ဒါပဲဒီအချက်ကအကျဲကျဲကိုပိုးပြီးနှဆိုင်သွားစေတယ်ရှင်ကိုသားရင်းသာဆိုရင်ဘာမှစဉ်းစားစရာမရှိဘူးအကုန်ပုံပေးလိုက်မှာပဲဟုတ်တယ်ချစ်ချင်းမယ်အခုကကိုဝန်တန်းရဲ့သားကိုကြောင့်ဖေးရတဲ့ပြဿနာဆိုပေမဲ့တိုက်ရိုက်တော့မဟုတ်ဘူးလေတစ်ဖက်မှာကကိုရဲ့တဘဝလုံးစာစ조사တိဆောက်ခဲ့တဲ့အိတ်မက်နဲ့အမွေအနှစ်တခြားတစ်ဖက်မှာကကိုနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ကလေးတယောက်ရဲ့အသက်ဒီနှစ်ခုကိုချင်းခွင်ပေါ်တင်ပြီးချင်းတွယ်ရတဲ့အခြေအနေကလူတယောက်ရဲ့ကိုကျင့်တရားကိုအဆုံးစွန်ဒီစမ်းသပ်လိုက်တာပဲကျွန်တော်နားမလဲတာတခုကသူချက်ချင်းပိတ်ဆန်ပေးမယ်လို့ဘာလို့မပြောရတာလဲလူတယောက်အသက်နဲ့သူကုမ္ပဏီဆိုတာနိုင်လို့ရတဲ့ရမှာမဟုတ်တာအဲ့ဒီမှာသူတုံးဆိုင်နေခဲ့တယ်ဘာကြောင့်လို့ထင်လဲခင်ဗျာဒါကစိတ်ပိုင်းဆိုင်ရာရှုထောင့်ကကြည့်ရင်အရန်စိတ်ဝင်စားဖို့ကောင်းတယ်ရှင်လူတွေမှာ sunk cost fallacy လို့ခေါ်တဲ့စိတ်မျိုးရှိတတ်တယ် sunk cost fallacy ဟုတ်တယ်ကြာဆုံးသွားတဲ့ယင်းနှီးမြုပ်နှံမှုကိုမစွန့်လွတ်နိုင်တဲ့စိတ်ပေါ့ကဲတကသူ့ကုမ္ပဏီဆိုတာပိတ်ဆန်တတ်မဟုတ်ဘူးသူ့ရဲ့အချိန်သူ့ရဲ့စွမ်းအင်သူ့ရဲ့ဘဝတစ်ခုလုံးကိုယင်းနှီးထားတာ
သူ့ရဲ့ identity လို့ထင်နေပြီ အဲ့ဒါကိုလက်လွတ်လိုက်ရမှာကသူ့ရဲ့ identity တစ်ခုလုံးကိုစွန့်လွတ်လိုက်ရတယ်လို့ခံစားရတာဒါကြောင့်သူ့ဦးနှုတ်ထဲမှာခလေးအသက်တစ်ချောင်းနဲ့ငါဘဝတစ်ခုလုံးဆိုပြီးမြတ်တက်တာတဲ့ချင်းကွန်ညာတစ်ခုဖြစ်သွားခဲ့တာ ဒါပေမဲ့အဲ့ဒါကလူမဆန်ရတော့မကြောက်ဘူးလား ဟုတ်ရှင်ဒါဟာလူသားဆန်တဲ့တုံးပြန်မှုတစ်ခုပဲဒါပေမဲ့ကိုကျင့်တရားအရာတော့အမှန်ကန်တဲ့တုံးပြန်မှုမဟုတ်ဘူးပေါ့ အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဆုံးဖြတ်ချက်ကိုလွှမ်းမိုးမဲ့နောက်ထပ်အချက်တွေဝင်လာတယ်သူ့ရဲ့စီးပွားရေးမိတ်ဖက် Patrick နဲ့သူ့သား Trey တို့ရဲ့အချမ်းပြန်ဒီပေါ့ ဟုတ်ကဲ့ Patrick ကစီးပွားရေးသမားပြီးခလေးသားတစ်ခုထည့်ပွားရင်လူတို့ရဲ့အမြင်မှာခမားနာမည်ဖြတ်ပြီးကုမ္ပဏီကဘယ်လိုပဲဖြစ်ဖြစ်ပြိုလဲမှာပဲဆိုပြီးလက်တွေ့ချာချာတတိပေးတယ် သူသား Trey ရဲ့အကြံပေးချက်ကပို့ပြီးတော့ခိမိတယ်သူက social media ရဲ့စွမ်းအားကိုထောက်ပြတယ် ဒီနေ့ခေတ်မှာလူတွေက social media နဲ့တရားရောက်ကိုသူရဲ့ကောင်းဖီအောင်လည်းမြောက်ပေးနိုင်သလို နာမည်ပြက်ပြီးအောက်ဆုံးရောက်အောင်လည်းဖြည့်ဆည်းပြနိုင်နေတဲ့ ဟုတ်ပါတယ်ဒီနေရာမှာကင်းရဲ့ဆုံးဖြတ်ချက်ကကိုယ်ပိုင်ကိုကျင့်တရားဆိုင်ရာရွေးချယ်မှုတစ်ခုမဟုတ်တော့ဘူး public relations PR strategy တခုပါဖြစ်လာခဲ့တာပေါ့ အဲ့ဒါလည်းရှင်ဒါမဲ့အဲ့ဒါကနည်းနည်းတော့အပေါ်ရမဆမ်းဘူးလားဆိုလိုတာကသူ့ဆုံးဖြတ်ချက်ကကလေးအသက်ကိုကယ်ချင်တဲ့စိတ်ရင်းအမှန်ကြောင့်မဟုတ်ဘဲလူတွေသူ့ကိုဘယ်လိုမြင်မလဲဆိုတဲ့အပေါ်မှာမူတည်သွားသလိုဖြစ်မနေဘူးလား ဒါကအရန်ကောင်းတဲ့မိခုံးပါပဲသူဆုံးဖြတ်ချက်ရဲ့ motivation ကရာနှုန်းပြည့်ဖြူစင်တဲ့လူတော့ပြောလို့မရဘူးဒါမဲ့ဒါကမျက်မှောက်ခေရဲ့အမှန်တရားတစ်ခုပဲလေအထူးသဖြင့်လူသိရှင်ကြားပုံကူတွေအတွက်ပေါ့ သူတို့ရဲ့လူရဲ့တိုင်းကစောင့်ကြည့်ခံနေရတာကို ဟုတ်တယ်ဆိုတော့သူတို့ရဲ့ဆုံးဖြတ်ချက်တွေဟာကိုယ်ပိုင်ယုံကြည်ချက်အပြင်လူများရှေ့မှာဘလို့ပုံပေါ်မလဲဆိုတဲ့တွက်ချက်မှုနဲ့အမြဲတမ်းရောရှက်နေတယ်ခင်ကရွေးဖို့ပေးကိုဆုံးဖြတ်လိုက်တဲ့အခါမှာသူကခလေးအသက်ကိုကေလိုက်တာလဲမှန်နေတချိန်တည်းမှာပဲ သူ့ရဲ့ public image ကိုပါကဲလိုက်တာလည်းဖြစ်သွားတယ် ဟုတ်တယ်ရှင် နောက်ဆုံးတော့ရွေးဖို့ပေးလိုက်တယ် metro ရထားပေါ်မှာငွေလွှဲပြောင်းပေးရတဲ့ဇလန်းကလည်းတော်တော်စိတ်လှရှားဖို့ကောင်းတယ်ရဲတွေရဲ့အစီအစဉ်ကိုပြန်ပေးဆွဲသမားတွေကလက်စားပြီးငွေအိတ်အစစ်နဲ့လွတ်သွားခဲ့တယ် အင်း အပြင်ပန်းမှာတော့သူဟာသူ့ရဲ့ကောင်းဖြစ်သွားပြီလူလူကသူ့ကိုချီးကျူးနေကြတယ်ကားမောင်းသမားရဲ့သားအတွက်ကိုယ်စီးစဉ်ကိုစွန့်လွတ်ခဲ့တဲ့သူတည်းကြီးပေါ့ ဒါမဲ့အဲ့ဒီသူ့ရဲ့ကောင်းဆိုတဲ့ကွန်ဘိုကသူ့ရဲ့ပြိုလဲတော့မဲ့ကုမ္ပဏီကိုတော့မကယ်နိုင်ခဲ့ဘူး ဟုတ်တယ်ယင်းနီးမြုံနှံသူဒီကောက်ကသူ့ကိုဒေဝါလီခံဖို့စလီရဲ့ပဲ့ချင်းရတော့မယ်လို့လာပြောတယ် အရာအလုံးဆုံးရှုံးပြီလို့သူထင်နေတဲ့ချိန်တော့ပဲသူခဲခဲ့တဲ့ကလေးလေးခါယိုစီကမထင်မှတ်ထားတဲ့တဲလွန်စတခုကအခြေအနေအလုံးကိုပြောင်းပြန်လန့်ဖြစ်လိုက်နိုင်တာကိုတွေ့ရတယ် အေးတဲလွန်ဆက်ကတော့တော်လေးကိုထူးခြားတဲ့ခံရောက်ကသူအဖမ်းခံထားရတော့ရေချိုးကန်ထဲမှာချုပ်ခံထားပြီး I am drunk ဆိုတဲ့တချင်တစ်ပုတ်ကိုအကျေကြီးဖွင့်ထားတာမှတ်မိနေခဲ့တယ် ဟုတ်ကဲ့ အဲ့လာကိုကြားလိုက်တဲ့အချိန်မှာဖုန်းနံပါတ်ပြန်ပြီးဆွဲသမားကသူ့ကိုယ်သူ felony ရာဇဝတ်မှုလို့ပြောခဲ့တာကိုတွားတရရတယ်တချင်းဆိုတဲ့သူရဲ့နာမည်က young felon ဖြစ်နေတယ်ခဏလေးဒါဆိုဒီပြန်ပြီးဆွဲမှုကြီးတစ်ခုလုံးကပိတ်ဆံအပချီပဲမဟုတ်ပဲ attention လို့ချင်လို့အတိမပြုတ်ခံချင်လို့လူခဲ့တာဆိုတဲ့သဘောလားဒါကတော့တော်ထူးဆန်းတဲ့ marketing plan ပဲ တကယ်လို့ဒါကဇလန်ရဲ့အဓိကခေါင်းတာပဲရှင်ပြန်ပေးဆွဲသမားဟာပိတ်ဆံလိုချင်တဲ့ရာဇဝတ်တယောက်တတ်မဟုတ်ဘူးသူဟာအောင်မြင်ချင်နေတဲ့အတိမပြုတ်ခံချင်နေတဲ့အမှုပညာရှင်တယောက်သူ့ရဲ့ရာဇဝတ်မှုဟာငွေအသက်မဟုတ်ပဲဒေးဗစ်ကင်လိုဂီတာလောကရဲ့ဘရင်တဆူကသူ့ကိုတတိထားမိလာအောင်သူ့နာမည်ကိုလူလီတိလာအောင်လုပ်တဲ့နီလန်တစ်ခုဖြစ်နေခဲ့တယ် ဒါဒီနေ့ခေတ် attention economy ရဲ့အမောင်မိုက်ဆုံးပုံစံတစ်ခုပဲပေါ့ ဟုတ်တယ်ရှင်လူတွေကအာယွန်ဆိုင်ခံရဖို့တော့ဘာမဆိုလို့ဖို့ဝင်မလေးတော့ဘူး ရေဒီကတော့သူ့ရဲ့အထင်ကိုလက်မခံဘူးဒါနဲ့ကင်းနဲ့သူ့ကောင်းမောင်းမှာပေါ်လို့နေအောင်ကိုယ်တိုင်ပဲလက်နက်ကိုစီနဲ့ဖန်လန်ကိုတွားရှာကြတယ်စတူဒီယိုမှာထိတ်တယ်တွေ့တဲ့အခါဖန်လန်ဖြိုးတဲ့စကားကသူ့ရဲ့ motivation ကိုပူပြီးရှင်းသွားစေတယ်ကျွန်တော်ခမရဲ့အတီးမှပြမှုကိုအမြဲလိုချင်ခဲ့တယ်ခမကကျွန်တော်ကို group မဆိုင်ခဲ့ဘူးအခုတော့ခမကျွန်တော်နာမည်ကိုတည်သွားပြီတဲ့ ဒီစကားကအရန်အရေးကြီးတယ်ဖန်လန်ကကင်းကိုမုန်းနေတာမဟုတ်ဘူးသူကကင်းရဲ့ validation ကိုလိုချင်နေတာ အတိအမှတ်ပြုမှုကိုလိုချင်နေတာ ဟုတ်တယ်ဂီတာလောကမှာတရားဝင်လမ်းကြောင်းကနေအောင်မြင်ဖို့စ조사ခဲ့ပေမဲ့ဘယ်သူမှသူ့ကိုအတိအမှတ်မပြုခဲ့ဘူးဒါကြောင့်သူကဖြစ်လန်းနေကိုတုံးလိုက်တာသူ့ရဲ့ရာဇဝတ်မှုကသူ့ရဲ့ demo shape လို့ပဲ နောက်ဆုံးမှာတော့ကင်းကသူ့ကိုဖမ်းနိုင်ခဲ့ပြီးပိုက်ဆံတွေအားလုံးကိုပြန်ရခဲ့တယ်သူ့ကုမ္ပဏီကိုကယ်တင်နိုင်ခဲ့တယ် ဇလန်ကဒီမှာပြီးသွားရင်တော့ happy ending လို့ပြောလို့ရမှာပေါ့ဒါပေမဲ့မပြီးပေဘူး ဟုတ်တယ်အဲ့ဒါပဲဖလန်ထောင်ကျသွားပြီမဲ့သူ့တချင်း I am drunk ကတနိုင်ငံလုံးမှာအောင်မြင်ဆုံးတချင်းဖြစ်သွားတယ်
လူတွေကသူ့ကိုနောက်ထပ်တခြင်းတွေထုတ်လုပ်နိုင်မှုလွတ်ပေးဖို့တောင်လမ်းပေါ်ထဆန္ဒပြကြတယ်လေ ဒီအချက်ကတော့ကျွန်တော်ကိုတော်တော်လေးအတွေးပွားစေတယ် ဒါကတော်တော်လေးကိုရှုပ်ထွေးတဲ့အခြေအနေပဲရှင်ရာဇဝမှုကဖက်လန်အသက်ပုဂ္ဂိုလ်ရဲ့အယောက်ရှုံးနေမှုကိုဖြစ်စေခဲ့ပြီးမြဲ professional ဘဝမှာတော့သူ့ကိုအောင်မြင်မှုအထက်ထိပ်ကိုပို့ပေးလိုက်တယ် သူတို့ချင်းတဲ့အတိမတ်ပြုမှုကိုနောက်ဆုံးတော့ရတော့ခဲ့တယ်ပေါ့ ဟုတ်တယ်ဒါကနာမည်ဆိုးနဲ့ကြော်ကြားမှုကလည်းအောင်မြင်မှုတစ်မျိုးပဲလားဆိုတဲ့မိခွန်းကိုမေးလာတယ်လူတွေကအမှုပညာကိုအမှုပညာရှင်ရဲ့ကိုချင်းတရားနဲ့တကယ်ပဲခွဲခြားပြီးရှုမြင်ကြသလားဒါမှမဟုတ်နာမည်ဆိုးရဲ့ logo ကလူတွေကိုပို့ပြီးဆွဲဆောင်နိုင်တာလား ဟုတ်တယ်အခုကမှဆိုတဲ့အငင်းပွားဝယ်ရတွေလို့ပြီးနာမည်ကြီးလာတဲ့ influencer တွေ content creator တွေအများကြီးပဲ ပယ်လန်ရဲ့ဇလင်းကအဲ့ဒီထိရဲ့အစွန်းရောက် version တခုလိုပဲသူကလူတွေရောကိုပြန်ပေးဆွဲခဲ့တယ်ဒါပေမဲ့လူတွေကသူ့သချင်းကောင်းလို့ဆိုပြီးသူ့ကိုထောင်ကလွတ်ပေးဖို့တောင်းဆိုကြတယ်တော်တော်လေးကိုထူးဆန်းတဲ့ချင်းတွေပဲ ဒါကအမှုပညာနဲ့ကိုချင်းတရားကြားကရှေးကြားတဲ့ငင်းခုန်မှုကိုပြန်မိမောင်းထိုးပြောင်းလိုက်တာပဲရှင်လူဆိုးတယောက်ကကောင်းမွန်တဲ့အမှုပညာကိုဖန်တီးနိုင်သလားဖန်တီးနိုင်တယ်ဆိုရင်သူ့ရဲ့အမှုပညာကိုကျမတို့ခံစားတဲ့အခါမှာသူ့ရဲ့ပြင်မှုတွေကိုမေးထားတင်သလားဒီဇလန်ကတော့ပြိတ္တကဟုတ်ကဲ့မေးထားနိုင်ပါရဲ့လို့အဖြစ်ပေးလိုက်တယ်လို့ပါပဲ နောက်ဆုံးမှာခင်ကထောင်ထဲမှာရှိတဲ့ဖယ်လန်ကိုတွားပြီးခဲ့ဖယ်လန်ကသူတို့နှစ်ယောက်ပေါင်းပြီးတချင်းလို့ဖို့တောင်းအကြံပေးသေးတယ် ဟုတ်တယ် ဒါပေမဲ့ခင်ကညင်းလိုက်တယ်ပြီးတော့သူပြောလိုက်တဲ့စကားသူ့ရဲ့ character development အလုံးစုံကိုပြသွားတယ်သူကလူလက်မှုနဲ့ယောသဖျောင်းမှမှုနဲ့သူ company သေးစားလေးတစ်ခုကိုပဲပြန်စချင်တော့တယ်လို့ပြောရတယ် ဒီနေရာမှာကင်းကစဝိုင်းတစ်ပတ်ပြီးပြီးသူ့ရဲ့မူလဘန်းတိုင်စီကိုပြန်ရောက်သွားတာကိုတွေ့ရတယ်ဇလန်စားမှာသူဟာသူ့ company ကြီးရဲ့စိတ်ဝင်ခြင်းကိုကဲတင်ကိုစူးစမ်းခဲ့တယ် ဟုတ်တယ် ဒါပေမဲ့ဒီအဖြစ်ပြက်ဒီအားမုံကိုဖျက်တမ်းပြီးရဲ့နောက်မှာတော့သူဟာ company ကြီးကိုစွန့်လို့ဒီသူ့ရဲ့ကိုယ်ပိုင်စိတ်ဝင်ခြင်းကိုပဲကဲတင်ကိုရွေးချယ်လိုက်တယ် အောင်မြင်မှုရဲ့အသေးပဲကိုသူကိုယ်တိုင်အတွက်ပြန်လဲအသေးပဲဖွင့်ဆိုလိုက်ကပဲ ဟုတ်တယ်ရှင်ပိုင်ဆိုင်မှုတွေ company ရဲ့အရွယ်စားရထက်အမှုပညာရဲ့ရိုးသားမှုနဲ့ကိုယ်ပိုင်တမိုးထားမှုတွေကပိုအရေးကြီးတယ်ဆိုတာကိုသူနားလည်သွားခဲ့တယ် အနစ်ချုပ်ခင်ရင်တော့သူ့ရဲ့အမှုပညာအမွေအနှစ်ကိုကားကွယ်ဖို့စ조사နေတဲ့လူတစ်ယောက်ဟာသူ့ဘဝကိုပြောင်းပြန်လမ်းပြလိုက်တဲ့ကိုကျင့်တရားဆိုင်ရာအချက်အတက်ဤတစ်ခုနဲ့ကြုံတွေ့ခဲ့တဲ့နောက်မှာသူ့အတွက်တကယ်အရေးကြီးတာကဘာလဲဆိုတာကိုပြန်လဲရှာဖွေတွေ့ရှိသွားခဲ့တဲ့ဇလန်တစ်ပုဒ်ပါပဲ ဟုတ်ပါတယ်ဇလန်အစုံမှာကင်းရဲ့ဆွေဆိုတဲ့အဆုလိုတဲ့အသက်တယောက်ကိုရှာတွေ့ပြီးတွေ့ရဲ့ဂီတကိုထုတ်လုပ်ပေးဖို့ပြင်ဆင်နေတာနဲ့အဆုံးထပ်ထားတယ်သူဟာသူ့ရဲ့လမ်းကြောင်းအသစ်ကိုပို့ပြီးရိုးရှင်းပြီးအညစ်တာရှိတဲ့လမ်းကြောင်းကိုစတင်လိုက်ပြီး ဒါပေမဲ့ ဖယ်လန်ရဲ့ဇလန်ကကျမတို့အတွက်အတွေးတစ်ခုကျန်စေခဲ့တယ်ရှင် ဒါကြောင့်ဒီဇလန်ကကျွန်တော်တို့ကိုပြန်မေးသွားတဲ့မေးခွန်းတစ်ခုကတော့ဒီနေ့ခေတ်ရဲ့အာယုံစိုက်မှုကိုအလွဲတကူရနိုင်တဲ့နာမည်ကြီးဖို့ကရာရာဖြစ်နေတဲ့လောကကြီးမှာရာဇဝဲမှုကတော့အောင်မြင်မှုစီကိုပို့ဆောင်ပေးနိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်နေပြီလားကင်းနဲ့ SOA လို့အမှုပညာရှင်အစစ်အမှန်တွေနေပေါင်းများစွာစ조사တည်ဆောက်ရမယ့်အောင်မြင်မှုကိုဖဲလန်လိုလူတွေနဲ့နာမည်ဆိုးနဲ့ကြော်ကြားမှုကဖြတ်လန်းနေတဲ့ဒညာနဲ့ရယူတောင်းနိုင်မလားဒီမျိုးကောင်းကတော့ဆက်ပြီးတွေးတောဆင်ခြင်စရာဖြစ်ချင်နေမှာဖြစ်ပါတယ်